ကြောက်ကျင်းနေရပေါ့ဗျာကျွန်တော်ရှာလို့ကောင်းမယ်ကြောက်လဲရမယ်ဆိုတော့ဂျောပဲဗျဒီဂျောကတော့ဒါဒီမာကြီးလဲသူများကြီးလုံနေကြဗျဒီပေါ်မှာဆိုကျွန်တော်အမျိုးသမီးတောင်မှတူးနေကြတွေ့ရဗျကျွန်တော်လိုက်ပြပေးမယ်ကွန်ပျူတာဆိုကွန်ပျူအရေးပန်းကတ်တာလေးတော့ရောင်းစားရမှာဟုတ်တယ်အမိသားစုလိုက်တူးနေကြပြောစရာကြီးဘောကတော့လူသိမများဒီရဲ့ပေါ်လူများလာအဲ့ကြောက်လူများနေတော့သူတို့ပိုင်ရှင်ဒီလိုလာမှဒီမှာအေးစစ်စစ်ပဲလीနော်သိချမ်းတာအမေကြီးပါလေဦးမနော်ခုနကရိုက်ထား